တရားဟောရင်တချင်းဆိုဟောတာမျိုးနဲ့ဟောရင်မှန်ပါသလားဖေရတဲ့မမှန်ပါဘူးမှားပါတယ်နော်မှန်တယ်ဆိုရင်ကျန်ဒီကန်ဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖေရမသိလို့မေးတာပါဖေရနားလေကျင်တာပါဖေရတဲ့အင်္ဂုတ္ထိုကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုဆွဲငင်ပြီးဟောမယ်ဆိုရင်အပြစ်၅မျိုးသိရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြစ်၅မျိုးကဘာတွေလဲဆိုရင်၁မိမိအတန်၌တက်မှတ်ခြင်း၂တရားနာပရိသတ်တို့ကတရား၌မမှတ်အတန်၌တာယာတက်မှတ်ခြင်း၃ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း၄အတန်ကောင်းအောင်လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း၅နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုစွန့်ငင်၍ဟောကြားခြင်းကြောင့်ရရှိလာမိအပြစ်၅မျိုးပဲဖြစ်ပါတယ်နောက်ပြီးယဟန်ဟာတချင်းဆိုမယ်ဆိုရင်ဝိနည်းအယအဘလဲတင့်ပါသေးတယ်ဒါကဖယားဟောဒေသနာအယပြောပြတာပါသို့တော့ကျန်ဒီကန်ဆရာတော်ကြီးတရားဟောတဲ့အခါမှာအဆိုအငိုတွေနဲ့ဟောတာကိုတော့အပြစ်မပြောချင်ပါဘူးဘာကြောင့်လဲဆိုရင်ကျန်ဒီကန်ဆရာတော်ကြီးအဲ့ဒီလိုအဆိုအငိုတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါယနေ့ခေတ်မှာတော့မှကျန်ဒီကန်ဆရာတော်ကြောင့်တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်နော်နားလည်ပါစေ